Hello အားလုံးပဲမင်္ဂလာပါရှင်မမေတို့စီရန်ရွေးချယ်တဲ့အခါမှာအရန်အရေးကြီးပါတယ်စီရန်ရွေးချယ်တဲ့အခါမှာကို့အသားရည်နဲ့လိုက်ဖက်တဲ့စီရန်မျိုးကိုရွေးချယ်ပေးတင်တယ်ပေါ့နော်မမေတို့မျက်နှာအသားရည်ဆိုရင်အသားလဲ6တယ်နောက်တစ်ခါအစီလဲပြန်တယ်နောက်တစ်ခုကကြတော့မမေတို့အသက်30ကျော်လာပြီဆိုရင်လေဒီ smile line တွေဖြစ်လာတာတွေနောက်တစ်ခုကကြတော့ဒီပေါ့နော်အသားရည်မညီညာတာတွေเนาะအဲ့လိုဖြစ်နေတဲ့သူတွေဆိုရင်မမေတို့ကဒီပေါ့နော်ဒီနိုင်စီတမိုက်ပါဝင်တဲ့ဒီစီရန်လေးကိုရွေးချယ်သုံးပေးတင်တယ်ဒီမမေသုံးတဲ့IB ရဲ့ white serum လေးကကြတော့သူကနိုင်စီတမိုက်ပါဝင်တယ်နိုင်စီတမိုက်ပါဝင်တဲ့အတွက်သူကငကိုဘယ်လိုပြောမလဲငကိုအသားရည်ကိုလည်းနှစ်ဆဖြူဝင်းစေတယ်မမေတို့အသားရည်မညီညာတာတွေနောက်တစ်ခါအစီပြန်သမားတွေအတွက်ဒီအရေးချောင်းပေါ့နော်အရေးချောင်းဖြစ်နေတဲ့သူတွေဒီ smile line တွေအဲ့လိုထားတတ်တဲ့သူတွေအတွက်ဆိုရင်လည်းသူကတက်တာစေတယ်နောက်တစ်ခါအုံမင်းရော်မှုဖြစ်နေတဲ့သူတွေဒီနေလောင်တန်ကြောင့်ဖြစ်တတ်တယ်ပေါ့နော်ဒီအမဲဆက်တို့နော်အနီဆက်တို့အဲ့လိုဖြစ်နေတဲ့သူတွေဆိုရင်လည်းသူကတက်တာအောင်ကုစားပေးတဲ့ဒီ serum လေးပေါ့နော်ဒါကြောင့်မို့မမေကတော့ဒီ IB serum လေးကိုတနေ့ကိုမနက်3ဆက်ပေါ့နော်ဒီပါတစ်ဖက်တစ်ပတ်စီမှာတစ်ဆက်ဒီဘက်မှာတစ်ဖက်ဒီဘက်မှာတစ်ဆက်ဒီနှစ်ဖူးမှာတစ်ဆက်ဒီနေ့ကိုမနက်3ဆက်တစ်ချိန်ညပိုင်းမှာ30တစ်ချိန်ဒေးရိုးနိုင်ပေါ့နော်မမေကတော့လိမ့်ပေးတယ်လိမ့်တဲ့ခါမှာအသားရည်တွေကိုစိတ်ဝင်အောင်လိမ့်ပေးသူကအသားရည်ကိုကြည်လင်စေတယ်နောက်တစ်ခုကကြတော့ဒီ whitening power နဲ့အတွက်အသားလည်းဖြူစေတဲ့အတွက်အရေးချောင်းဖြစ်နေတဲ့သူတွေအိုမင်းရော်မှုဖြစ်နေတဲ့သူတွေနောက်တစ်ခုကအသားရည်ရော်တွဲမှုဖြစ်နေတဲ့သူတွေအသားရည်မညီညာတဲ့သူတွေနေလောင်တန်ကြောင့်ဖြစ်တတ်တဲ့ဒီပေါ့နော်ဝက်ချန်တို့เนาะအမာရုပ်အဲ့လိုတေးသေးလေးတွေကစာတက်တာစီတဲ့ဒီစီရန်လေးဖြစ်တဲ့အတွက်ကိုယ့်ရဲ့မျက်နှာအသားရည်ကိုပေါ့နော်အရွယ်တင်နှုတ်ပြခြင်းနဲ့ဆိုရင် IB စီရန်လေးကိုပေါ်ညာရောသုံးပေးဖို့မမေ့နဲ့เนาะ